ရှမ်းပြည်ရှေ့ပိုင်းမှာတကောတပြတွေကများပြားလာတာကြောင့်လုပ်ငန်းရှင်တွေကတနက်ကင်ဆောင်နိုင်ဖို့အတွက်တပ်ဆိုင်ရာဌာနတွေကိုတောင်းဆိုနေလက်ရှိတယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတဝန်းနဲ့ရှမ်းပြည်မှာတပြခိုးယူလူရဲမှုတွေကပိုပြီးများပြားလာခဲ့ပြီးရဲတွေကလည်းဖမ်းဆီးရေးယူမှုမရှိတာကြောင့်ပြည်သူတွေကတော့ကိုယ့်နီးကိုယ့်ဟန်နဲ့ဖြစ်ရှင်းလာခဲ့ကြပါတယ်။အထူးသဖြင့်ရှမ်းပြည်ရှေ့ပိုင်းကရွှေဆိုင်တွေမှာဓာပြမှုတွေမကြာခဏကြုံတွေ့နေရတာကြောင့်ရွှေဆိုင်ပိုင်ရှင်တချို့ကတော့တရားဝင်တနက်ကင်ဆောင်နိုင်ဖို့အတွက်ရဲတွေထံသွားတောင်းဆိုနေကြပါတယ်။ဒါမဲ့ရဲတွေကတော့တနက်ကင်ဆောင်ခြင်းနဲ့ဆိုရင်ပြည်သူစစ်လုံးမတာရမယ်လို့ပြန်ပြောခဲ့ကြောင်းကျိုင်းတုံမျိုးဒေသခံတူကတော့အခုလိုပြောပြပါတယ်။ คนขายข้ามได้เขาไม่ใช้นั่นแหละเนาะเขา အခုကတော့ရွှေပိုင်ရှင်တွေကလည်းစိတ်ပူနေကြတာပေါ့ဟိုနေ့ကလည်းသူတို့ရဲတွေနဲ့တွေ့ပြီးတနက်ကင်ဆောင်ခွင့်ရဖို့အစည်းအဝေးလုပ်ကြတယ်ဒါပေမဲ့ရဲတွေကခွင့်မပြုဘူးကန်ချင်ရင်တော့ပြည်သူစစ်အရင်လောက်ရမယ်လို့ပြောတာပေါ့ ဒါကြောင့်ရွှေဆိုင်ပိုင်ရှင်တချို့ကတော့ပြည်သူစစ်ထဲဝင်ဖို့အတွက်ပြင်ဆင်နေကြတယ်လို့သိရပါတယ် ตึกเตะกว่าในเมียคนขายข้ามในเมีย ရွှေရောင်းတဲ့သူတချို့တော့သွားဖို့လုပ်နေကြတာရှိတယ်ပြည်သူစစ်တော်လို့ကြားရမှာပေါ့အဲ့ဒါမှသူတို့တနက်ကင်ခွင့်ရမှာလေမတော်ရင်လည်းမရဘူးပြီးတော့သူတို့လုံခြုံရဲ့အတွက်သူတို့စိတ်ပူကြရသေးတယ်လက်ရှိရှမ်းပြည်ရှေ့ပိုင်းကျိုင်းတုံမြို့ဘက်မှာလည်းတခိုးတပြားတွေပေါများလာပြီးတော့ဈေးရောင်းဈေးဝယ်တွေနေပါလာတယ်လို့ကျိုင်းတုံဒေသခံတွေကတော့ပြောပါတယ်။ပြီးခဲ့တဲ့မေလအတွင်းမှာလည်းကျိုင်းတုံမြို့အမတ်တုံရက်ကွက်နေခင်မန်ရထရွှေဆိုင်တပြတိုက်ခန့်ခဲ့ရပြီးရွှေသုံးပိတ်တာဖုန်းနဲ့ငွေသားတချို့ပါသွားတယ်လို့သိရပါတယ်။ရှမ်းတော်စင်မာကောက်ယူထားတဲ့တည်င်းချက်လက်ရ2026ခုနှစ်အတွင်းမှာပဲရှမ်းပြည်တွင်တပြတိုက်ခန့်ရတဲ့ရွှေဆိုင်၄ဆိုင်ရှိနေပါတယ်။အဲ့ဒီ၄ဆိုင်ကလည်းထိုင်းမြန်မာနယ်ဆက်မျိုးနဲ့မြန်မာတရုတ်နယ်ဆက်မျိုးတွေမှာရှိတဲ့မြို့တွေပဲဖြစ်ပါတယ်။ကျွန်တော်တော့ကျဆင်လန်ပါ